ဒီနေ့တော့စုလေးမျိုးတော့ခမ်းမရှိရဘန်ဒူလာပန်းညံထဲမှာအောင်စပူပွဲရှိရဆိုလို့တွားကြည့်မှာဖြစ်ပါတယ်ဒီမှာပါစတာပါအောင်စပူပွဲမဟုတ်ပါဘူးစမ်းရည်မိုးပွဲဖြစ်ပါတယ်ဒါတော့ဖြာလက်မမရမှာဆိုလို့တဲတန်ပြေးဝဲနေတဲ့လူအုပ်ကြီးပဲဖြစ်ပါတယ်ဖြာလက်မရတဲ့လူတွေကတော့ယုံတော့ကောင်းတောင်းရီပြီးပြေးဝင်နေကြတာဖြစ်ပါတယ်ဒါတော့ရှေ့မှာဖက်တန်ကျဲနေတယ်ဆိုလို့ပြေးကောက်ကြတဲ့လူအုပ်ကြီးပဲဖြစ်ပါတယ်ထုတ်ကိုစီနဲ့ဘာထုတ်နေတယ်တော့မသိဘူးပြောကြကြီးဗျာလမ်းရဲ့ဘဲဘက်ချမ်းမှာတော့ဘာမှမသိပြေးနေတဲ့လူတွေကိုဘာမှမသိအားပေးနေတဲ့အဖွဲ့နဲ့လမ်းရဲ့ညာဘက်ချမ်းမှာတော့ဘာမှမသိပြေးနေတဲ့လူတွေကိုဘာမှမသိမြစ်တာပို့နေတဲ့အိမ်ပြန်နောက်ကြတဲ့အဖွဲ့ပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်အမနဲ့ကျွန်တော်တူမှာပဲဖြစ်ပါတယ်ပန်းဝင်အောင်ပြေးနိုင်တဲ့လူတိုင်းအောင်ဓာတ်မောင်းနှစ်ပွဲနဲ့ဖားလို့တော့အဝါတိုက်နေပြောပြီးလိန်ခေါ်လာတာပါလမ်းမှာကလေးလေးတွေကအားပါလှုပ်ဆက်ကြအမကလေးလေးပြောထားပြလိုက်တာဟာဖန်ရန်ကို9000ပေးပြတဲ့ကိုကြီးပဲအဲ့လိုနဲ့ကန်နာလန်ပန်းတော်ရန်ပြီးပွဲမြောက်ခင်မှာကိုကြီးချက်ပွိုင်းဆိုပြီးတော့လက်ထဲကိုသေးခွင်းဒိုးခွင်းကောက်ဆုပ်ပေးလိုက်တာကိုကလည်းဘေးကပေးရလဲဆိုပြီးတော့တစ်ချက်ကြည့်လိုက်တော့တံမြာသီးနှလုံးစပွန်ဆာပေးထားတဲ့ဈေးရဖြစ်အဲ့ဒါနဲ့ကိုလည်းဘူးမသိယူလာခဲ့လိုက်တော့လမ်းမှာလည်းဒေါ်ကြီးတွေကလက်ကုပ်တွေတီးပြီးအားရပါရတွေအားပေးနေပေါ့တာကြီးပြေးထားဝေးပြေးလေပတ်စံပိုကုန်လေးပဲတာကြီးဒါကြတော့အကိုကဆောင်းရမ်းချောလို့ဆိုပြီးကောင်မလေးတယောက်လက်ထဲအတင်းလာထည့်ပြီးဘာသာနဲ့ဘေးရလဲလို့ကြည့်လိုက်တော့တံမြာသီးနှလုံးစပွန်ဆာပေးရဲ့ဈေးရဖြစ်နေပြီဒါတော့ဘာမှမသိပြေးပြီးဘာမှမသိရလာတယ်ဘာမှမသိဆွဲပြပဲဖြစ်ပါတယ်ကျွန်တော်ဟာတော့မဟုတ်ပါဘူးတူမလေးဟာဒီလောက်ပါပဲကျေးဇူးပါ